နေ့သားသမီးများအိတ်စိတံလူရာရ၍ချမ်းမြေ့ကြပါစေလူရာရ၍ဘေးကင်းကြပါစေလူရာရ၍ကကြီးသုံးပါးပေးမှလည်းလွတ်ကင်းနိုင်ပါစေစစ်ဘေးလက်နက်ဘေးမျိုးမျိုးမှလည်းလွတ်ကင်းနိုင်ပါစေနော်ဆက်ဒီနေ့ခနန်းဗီရင်လေးတင်ပေးခြင်းမှာတဲ့တိကနန်းသမားတွေပြီးတော့ကိုခနန်းသမားတွေရှိပါတယ်တိကနန်းသမားများကမွေးရက်တရက်10လ19ရက်29ရက်28ရက်အဲ့ဒါဒီအားလုံးဟာဘာတွေလဲဆိုတော့တိကနန်းသမားများဖြစ်ပါတယ်အဲ့တိကနန်းသမားများမှာလေသူကတနင်္လာခုနှစ်နေ့နံရှိပါတယ်နော်ခုနှစ်နေ့နံရဲ့အသေးစိတ်လေးပါချဲတင်ပေးပါမယ်ချဲရဲ့ YouTube လေးကို like and subscribe လေးလုပ်ပေးကြပါဦးနော်အရင်ဦးဆုံးတိကနန်းသမားများရဲ့တနင်္ဂနွေသားသမီးများအကြောင်းတင်ပေးပါမယ်တနင်္ဂနွေသားသမီးများဟာတိကနန်းသမားများလည်းတိကနန်းသမားလည်းဖြစ်မယ်တနင်္ဂနွေသားသမီးလည်းဖြစ်မယ်ဆိုရင်တော့ထို့သူဟာစိတ်ကူးကြံစီအရန်ကိုကြီးပါတယ်စိတ်ကူးတွေးခေါ်ကြံစီเนาะစိတ်ကူးရောတွေးခေါ်ရောကြံစီရောရည်ရွယ်ချက်ကြီးပါတယ်ညတွေသမားများဆိုရင်အထီးကျန်ဖြစ်တတ်ပါတယ်ရွှေဝင်မာမယ်သူအတွက်ကောင်းတဲ့နေ့ရက်တွေကတော့2ရက်4ရက်9ရက်ဖြစ်ပါတယ်ပညာရေးမှာလည်းတဝက်တစ်ပြက်နဲ့ရက်တန်ရတတ်ပါတယ်ပညာဝဆုံးခန်းတိုင်အောင်မသင်ကြားရပါဘူးအလုံးမှာဆိုရင်လေအတိုက်ခံများပြီးတော့ဘဝအောင်မြင်မှုတွေကိုရရှိတတ်ပါတယ်ဝိစင်ရမယ့်ယတနာတော့စိန်ဖြစ်ပါတယ်ဘာယောဂဝေဒနာတွေဖြစ်တတ်လဲဆိုရင်တော့လေးဖြတ်ခြင်းသွေးကန်စာဖြစ်ခြင်းဖြစ်တတ်ပါတယ်เนาะနောက်ပြီးတော့အကြိုက်ဆုံးနဲ့ကံကောင်းဆုံးအယောင်ကတော့ရွှေအိုရောင်ဖြစ်ပါတယ်ဘယ်နေ့သမားတွေနဲ့တဲ့တယ်လဲဆိုရင်တော့နှစ်ကနန်းသမား9ကနန်းသမားတနင်္ဂနွေနှစ်ကနန်းတနင်္လာနှစ်ကနန်းနန်းသမားတွေနဲ့တဲ့ပါတယ်9ဆိုရင်စနေ9ကနန်းတနင်္ဂနွေ9ကနန်းတွေနဲ့တဲ့ပါတယ်9ဆိုရင်အင်္ဂါ9ကနန်းဗုဒ္ဓဝူ9ကနန်းနဲ့တဲ့ပါတယ်နော်ဒါဆိုရင်တနင်္ဂနွေရဲ့တစ်ခဏန်းသမားကိုပြီးပါပြီတနင်္လာရဲ့တစ်ခဏန်းသမားကိုပြောပါမယ်တနင်္လာရဲ့တစ်ခဏန်းသမားကအသားဖြူဖွေးမယ်ရုပ်ချောမယ်သပင်နှက်မှောင်မယ်သူတို့ကဘဝမှာလူကျင်နာတွေဖြစ်ချင်နာတွေကိုဖြစ်မဲ့လူစားမျိုးဖြစ်တယ်သူတို့နဲ့တဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်သူတို့နဲ့တဲ့နံပါတ်ကတော့7320ဖြစ်ပါတယ်သူတို့ကအာနာပြမှုတွေရှိတယ်ဩဇာအာနာလွှမ်းမိုးတတ်တယ်နောက်ပြီးတော့သူတို့ကိုဝိစင်ရမယ့်ယတနာဟာပရင်ကြောက်ဖြစ်ပါတယ်နှလုံးသွေးကြောကျင်းယောဂါတွေဖြစ်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းထူးချွန်အောင်မြင်တတ်ပါတယ်ဒါဆိုရင်တိကနန်းရဲ့အင်္ဂါတွေဟောပါမယ်တိကနန်းရဲ့အင်္ဂါတွေရာဆိုရင်စိတ်ကူးစိတ်တန်းအမတမကောင်းပါတယ်အမှုပညာလုပ်ငန်းတွေကိုထိုးဖောက်ဝင်ရောက်နိုင်ပါတယ်သူတို့ရဲ့တဲ့ဟာတွေကစိန်ဖြစ်ပါတယ်အယောင်ဆိုရင်တော့အနက်ရောင်ဖြစ်ပါတယ်ခဏန်းဆိုရင်29-31ဖြစ်ပါတယ်သူတို့ဟာအမှုပညာမှာလည်းထူးချွန်ထက်မြက်ပြီးတော့အောင်ပုတ္တရဖူအကယ်ဒမီတွေပါတယ်စုရှင်တွေအောင်ဖြစ်နိုင်ပါတယ်သူတို့ကလုံးမယ်ဆိုရင်လည်းဖြစ်မြောက်အောင်လုပ်တတ်ပါတယ်သူတို့ရဲ့ပညာရေးရလေစုံကန်းတိုင်အောင်ပညာသင်ကြားနိုင်ပြီးတော့ဘွဲလွန်နေလဲရတတ်ပါတယ်သူတို့ကတော့ယောဂဝေဒနာကတော့ဖြစ်ရင်လဲကုရခတ်တဲ့ယောဂတာဝေဒနာမျိုးတွေပဲဖြစ်တတ်ပါတယ်သူနောက်တိကနန်းသမားတနင်္လာသားသမီးတွေဘယ်နေ့နံနေလဲတဲ့လဲဆိုအားလုံးနဲ့တဲ့တို့ကြောင့်ချဲမပြောထားပါဘူးဒီတိကနန်းသမားအင်္ဂါတွေကတော့တဲ့နေနံဒီကတော့တိကနန်းတနင်္ဂနွေနဲ့တဲ့ပြီးတော့3ကနန်းအင်္ဂါနဲ့တဲ့ပါတယ်
ဒါဆိုရင်တိကနန်းသမားဗုဒ္ဓဝူယာဟုတွေကိုပြောပေးပါမယ်တိကနန်းသမားဗုဒ္ဓဝူယာဟုတွေကအလွန်ကိုထွားကြိုင်းမယ်တန်မာမယ်သူတို့ရဲ့တဲ့တဲ့အယောင်တွေကလိမ်မော်ရောင်ဖြစ်ပါတယ်သူတို့တဲ့တဲ့နံပါတ်တွေက19 20ဖြစ်ပါတယ်သူတို့ဟာဘဝမှာတယောက်တည်းပဲသူတို့ကရှင်သန်ခြင်းနဲ့အုပ်စုလိုက်ရှင်သန်မှုကိုမကြိုက်ကြပါဘူးနောက်တစ်ခုကကြတော့လူတွေနဲ့လဲဆက်ဆံရအလွန်ခက်တဲ့လူတွေဖြစ်ပါတယ်သူတို့ကတော့နှလုံးသွေးကြောကျဲတာတွေဖြစ်တတ်ပါတယ်နှလုံးယောဂဖြစ်တတ်ပါတယ်သူတို့တဲ့ကြောက်ကတော့ရွှေတွင်းမှာဖြစ်ပါတယ်သူတို့ကိုပညာရေးနဲ့ပတ်သက်ရင်နော်သူတို့ဟာထူးချွန်ထက်မြက်စွာရှိသလိုပညာရေးဆုံးခန်းမတိုင်တာတွေလည်းရှိတတ်ပါတယ်သူတို့ရဲ့တဲ့နံပါတ်တွေကတော့အမတမရှားပါတယ်ကိုကနန်းရဲ့အင်္ဂါနဲ့ပဲတဲ့ပါတယ်နော်ဒါဆိုရင်တိကနန်းသမားဂျာတာပရိကိုခေါ်ပေးပါမယ်တိကနန်းသမားဂျာတာပရိကတော့သူတို့ရဲ့အသားရည်ဟာအနီရောင်တန်းပါတယ်အဝါရောင်တန်းပါတယ်သပင်ကနတ်မောင်ပါတယ်သူတို့ဟာလုံမယ်လို့စုံပြတ်ထားပြီးဆိုရင်ရအောင်လုပ်တတ်ပါတယ်သူတို့ရဲ့တဲ့အယောင်ကအဖြူရောင်ဖြစ်ပါတယ်သူတို့ကဘယ်ကနန်းနေနဲ့အကျိုးပေးလဲဆို28 29နဲ့အကျိုးပေးပါတယ်သူတို့တွေကလည်းအောင်မြင်မှုတရဖူကိုအရယူတတ်တယ်ပညာရေးမှာလည်းထူးချွန်ပြောင်မြောက်အောင်ရောက်အောင်စူးစမ်းတတ်တယ်သူတို့နဲ့လိုက်ဖက်တယ်သူတို့နဲ့အကျိုးပေးတဲ့ကြောက်ကတော့ဗဒံများပါသူတို့ဟာတော့သွေးလေမှန်မှန်နဲ့ယောဂမျိုးတွေဖြစ်တတ်ပါတယ်နော်ကဲတောက်ကြတစ်ကနန်းတောက်ကြသားသမီးတွေကိုပြောပေးပါမယ်တစ်ကနန်းတောက်ကြသားသမီးတွေကအယိုးအစစ်တန်ပါတယ်သပင်တွေဟာဖြူမြန်တယ်သူတို့တဲ့အယောင်တွေကပန်းရောင်ဖြစ်ပါတယ်ဘယ်နံပါတ်တွေနဲ့အကျိုးပေးလဲဆိုတော့17 73နဲ့အကျိုးပေးပါတယ်သူတို့ဟာလည်းအထီးကျန်ဆန်တတ်ပါတယ်သူတို့ရဲ့ပညာရေးကလည်းထူးချွန်တတ်ပါတယ်သူတို့ကတော့ဘာကြောက်တွေနဲ့အကျိုးပေးလဲဆိုရင်စလင်းဝါနဲ့အကျိုးပေးပါတယ်သူတို့ကတော့ယောဂအစုံဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကျမ်းမာရေးကိုအထူးဂရုစိုက်ရပါမယ်တိကနန်းသမားစနေနဲ့ကိုပြောပါမယ်တိကနန်းသမားစနေရဆိုရင်အသားလက်ပါတယ်သပင်နှက်မှောင်ပါတယ်ရေရွယ်ချက်ကြီးနဲ့လောက်ကင်တတ်ပါတယ်လုပ်ငန်းမှာလည်းထူးချွန်ထက်မြက်အောင်မြင်တတ်ပါတယ်ပညာရေးကတော့အမတန်မှညံ့ပါတယ်10တန်းနဲ့နောက်မအောင်ဘူးဖြစ်လူတွေများပါတယ်သူတို့နဲ့အကျိုးပေးတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်သူတို့ရဲ့တဲ့နံပါတ်ကတော့16 31ဖြစ်ပါတယ်သူတို့ဟာဘဝမှာမိသားစုနဲ့ကွဲကွာရတတ်ပါတယ်သူတို့နဲ့အကျိုးပေးတဲ့ကြောက်ကတော့ဥဒ္ဒဖျားဖြစ်ပါတယ်သူတို့ကတော့အာယုံကြောနဲ့ပတ်သက်တဲ့ယောဂါတွေအဖြစ်များပါတယ်ဒါဆိုရင်ခုနှစ်နှစ်နံတွေရဲ့တိကနန်းသမားတွေကိုဟောပေးပြီးပါပြီเนาะရွှေလန်းချမ်းမြေ့ကြပါစေနောက်ပြီးတော့နောက်ရက်တွေနောက်ပြီးဇက်တိုက်လည်းဟောပေးပါအောင်မယ်เนาะကျေးဇူးတင်ပါတယ်